ပါOh sorry ပါရှင်ဒီခေါင်းနဲ့တော့မှာအလုံးမင်္ဂလာပါဒီနေ့ဒီပေါ့နော် red tower လေးပြန်ဖော်ပြတာဖြစ်ပါတယ်ဒီ red tower လေးကအယံမှာချိုက်လို့ပါဒီ tower လေးကိုပေါ့နော် pin chat tower ပို့ကြိုက်ပါတယ်ရှင်ဒီမှာလေးအယံကြော်ပါတယ်အယံလည်းကြိုက်ပါတယ်ဒီ tower လေးကိုချက်ခွန်လိုက်ပါတယ်ရှင်ဒါခေါ်လာ3-4 လောက်ရှိပြီပေါ့နော်အရန်ကြိုက်လို့ပါဒီအားရွယ်လို့လေဘာမှမခုံပေါ့နော်ဒါပဲခုံပြနေကြပါပြီရှင်ဒီနားမှာလေဟိုလေး oh my god လိုက်ပါရှင်ခုမှမတွေ့မိတော့လေခုနမတွေ့ဘူးပေါ့နော်ဒီဟာကိုဘုံငုတ်တာလို့ဒီမိုက်တယ်နော်ကျေးဇူးပါအမတက်လုပ်ပေးထားလားတော့မကြည့်ပါဘူးရှင်အမတက်လုပ်ပေးထားလားကိုတိလို့မတိလို့ပေါ့နော်အမတက်လုပ်ပေးထားဆိုကိုမမမန်းခဲ့ပါ sorry ပါခဏအတန်လေးတိခမိပါရှင်အတန်လေးအရန်ကျယ်ဘောတော့နောက်ကတမ်းလေးတိခံပေးပါရှင့်အရန်ဆူညံနေပေါ့နော်အဲ့တော့အိမ်ငန်းလည်းမလုပ်ပေးပါမယ်အငွေနဲ့ဝင်သွားမယ်ပေါ့နော်ဒီတချေတာလည်းဖွင့်လာရပေါ့နော်အားကြောင့်ဒီခန်းထဲကိုလာလိုက်ပါရဲ့ခုတော့ရောက်ပါပြီရှင့်ရန်ဦးမှာကျေးဇူးတင်ပါတယ်အရန်လည်းခေါ်လို့ကောင်းပါတယ်ဒါတော့မကသေးဘူးသူကပတ်စံလေးရောပေးခဲ့ရအောင်နော်သူကဒါလေးကိုအရန်ကြိုက်လို့ copy ယူပြီးတော့ဒီစတားလေးပေးထားပေါ့နော်ဒီနေရာလေးလည်းအရန်ကြိုက်ရပါတယ်ရှင်သူကလည်းနည်းရှက်ခန့်နေလို့ပါနည်းနည်းလေးရှုပ်နေလို့ပေါ့နော်ဒါနည်းနည်းခက်လို့ပါနည်းနည်းကြောက်လို့ထားဆိုတော့လေကျေးဇူးပါဒီအရောင်းမှာခုံလို့ကောင်းတယ်ဟိုဟာလေးကိုလည်းမဲ့မေရဲ့အတွက်ကျေးဇူးတင်ပါတယ်ခေါ်လိုက်ပါအောင်မယ်ဆက်ပြီးတော့စကားမပြောတော့ပါဘူးရှင်အဲ့တော့ခုတန်လေးလည်းပြောလိုက်နေပါနော်